လူဆိုတာတူတယောက်တည်းရက်တည်ရဲ့သရဝါမဟုတ်တော့လေလူအချင်းချင်းပွတ်တိုက်မှုတွေရှိနေကြမှာပါပဲဝေါ်ခြင်းဆိုတာမရှိမဖြစ်တဲ့အရာတစ်ခုလိုပဲဆိုရမှာပါအဲ့ဒီဝေါ်ခြင်းနဲ့ဆက်ဆံရတဲ့အခါကောင်းသူဆိုးသူဆိုတာတွေလည်းရှိနေပြန်မှာပဲအဲ့ဒီလိုလူတွေထဲမှာဘဝမှာမမေ့စရာလူတွေမမေ့ရမယ့်လူတွေအများပြားရှိနေလိမ့်မယ်အဲ့ဒီထဲကမှမမေ့သင့်မမေ့တိုက်တဲ့လူတချို့ဆိုတာရှိတယ်ဘယ်လိုလူတွေလဲဘယ်လိုပုံစံနဲ့မမေ့ရမှာလဲဆိုတာပြောချင်ပါတယ်နံပါတ်1ကိုယ့်ဘဝကိုဆင်းရဲဒုက္ခတွေကလွတ်မြောက်အောင်ကူညီကယ်တင်ပေးဖို့သူတွေကိုကိုယ့်ဘဝမှာဘယ်တော့မှမမေ့ပါနဲ့ကယ်တင်ရှင်ကိုမေ့ရင်ဝန်းကျင်ကကျေးဇူးကမ်းသူကျေးဇူးတရားမသိတတ်သူလို့သတ်မှတ်ခံရပြီးတော့ဝန်းကျင်ရဲ့လေးစားတန်ဖိုးထားမှုတွေကျသွားလိမ့်မယ်နံပါတ်2ကိုဒုက္ခရောက်နေတဲ့အချိန်ကူညီဖေးမပေးသူတွေကိုလည်းဘယ်တော့မှမမေ့ပါနဲ့အစဉ်ပြေသွားလို့ကိုကမေ့သွားတဲ့အခါကိုဘယ်လိုလူဆိုတာဝန်းကျင်ကသိပြီးတော့ဝန်းကျင်ရဲ့ဖေးမကူညီမှုကိုနောင်ရဖို့ခက်ခဲလိမ့်မယ်နံပါတ်3ကိုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်လက်တွဲဖြုတ်ပြလိုက်တဲ့သူတွေကိုလည်းမမေ့ပါနဲ့နောင်အခါမှာကိုပေါင်းသင်းတဲ့လူနဲ့မပေါင်းသင်းတဲ့သူတွေကိုသူတို့ကတင်ပြပြီးသွားတာဖြစ်တယ်သူတို့ဟာလည်းကိုယ့်ဘဝအတွက်တော့အကောင်းဆုံးသင်ခန်းစာတင်ပြပေးသွားတဲ့ဆရာတွေပါပဲနံပါတ်4ကိုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်ကိုယ့်နောက်ကျောကိုအနီးကဓာတ်နဲ့ထိုးသွားတဲ့သူမျိုးကိုလည်းမမေ့ပါနဲ့သူတို့ဟာလည်းကိုယ့်ဘဝအတွက်အမြဲတမ်းရှိနေဖို့ယုံကြည်မှုတွေမလွယ်ဖို့အကောင်းဆုံးသင်ခန်းစာပေးသွားသူတွေပဲဖြစ်တယ်နံပါတ်5ကိုယ့်အရေးကိုလားခိုပြီးတော့ကိုယ်ကိုင်းကိုချိုးဖဲ့သွားသူတွေကလည်းမမေ့ပါနဲ့ဒီလူတွေအားလုံးဟာကိုယ့်ဘဝအနာဂတ်မှာဒဏ်ရာတွေမရအောင်နေတတ်ထိုင်တတ်အောင်အနီးကသင်ပြပေးသွားတဲ့သူတွေလို့သဘောထားပြီးတော့မမေ့ပါနဲ့ဘယ်လိုမမေ့ရမှာလဲမမေ့နဲ့ဆိုတာမကျေနပ်စိတ်တွေအမုန်းအာဃာတတွေနဲ့မမေ့ဖို့တော့မဟုတ်ဘူးသူတို့ကိုအမုန်းတွေအာဃာတတွေထားနေရင်ကိုယ့်ရင်ထဲမှာရှိနေကိုယ့်ဘဝဟာသူတို့ကတတ်တာမဟုတ်တော့ဘူးကိုယ့်ဘဝကိုကိုယ်တိုင်တတ်နေတာဖြစ်လိမ့်သူတို့ပေးတဲ့ဆင်းရဲဒုက္ခတဲ့ကိုယ်တိုင်မွေးယူတဲ့ဆင်းရဲဒုက္ခတွေဖြစ်နေလိမ့်မယ်မမေ့နဲ့ဆိုတာမေ့မပြစ်စေချင်တာရဲ့အဓိကကတော့အပမာတော့အမတန်ပဒံမမေ့မလျော့တတိရှိနေခြင်းဟာဘဝမှာမသိခြင်းရဲ့အကြောင်းလို့ဆိုတယ်ဒီစကားလေးကိုဒီနေရာမှာယူသုံးရရင်တော့ဘဝမှာအမြဲတတိရှိနေခြင်းဟာစာတတိသွားတတိနေတတိပြောတတိလှုပ်တတိဆိုတဲ့သတိတရားလေးတွေနဲ့ပြောဆိုနေထိုင်မယ်ဆိုရင်ဘဝမသေးနိုင်ဘူးလို့ဆိုချင်ပါတယ်ပမာတော်မစ္ဆုနောပဒံမိမိလျော့လျော့တတိလက်လွတ်နေခြင်းဟာဘဝတည်ခြင်းရဲ့အကြောင်းလို့ဆိုတယ်တတိလက်လွတ်ပေါင်းမယ်သင်မယ်တတိလက်လွတ်ပြောမယ်ဆိုမယ်တတိလက်လွတ်လုပ်မယ်ကိုင်းမယ်ဆိုရင်ဘဝမှာဆိုးဆိုးရွားရွားဘဝတည်သွားနိုင်တယ်အတူချုပ်ပြောရမယ်ဆိုရင်ဘဝမှာကျေးဇူးရှင်ကျေးဇူးတင်တိုက်သူတွေကိုကိုယ့်ဘဝကိုမြင်မအောင်မြောက်ပင့်ပေးသူတွေကိုယ့်ဘဝကိုလက်တွဲဖော်ဆောင်သူတွေကိုကျေးဇူးရှင်တွေကိုကျေးဇူးဆက်ဖို့ဘယ်တော့မှမမေ့ဖို့လိုသလိုကိုယ့်ဘဝဒုက္ခရောက်တဲ့အချိန်လက်တွဲဖို့ဖြုတ်ပြလိုက်တဲ့သူကိုယ့်နောက်ကျောဓာတ်နဲ့ထိုးတဲ့လူယုံတတ်တဲ့လူကိုယ့်အရေးကိုခိုးပြီးကိုယ်ကိုင်းကိုချိုးပစ်သူတွေကိုလည်းနောင်ရှောင်ကျင်နိုင်ဖို့အတွက်မမေ့ပါနဲ့မမေ့နဲ့ဆိုတာသင်ခန်းစာအဖြစ်နဲ့မမေ့ဖို့ပဲဖြစ်တယ်ဒဏ်ရာတွေအဖြစ်နဲ့မမေ့ဖို့မဟုတ်ဘူးမမေ့နဲ့ဆိုတာတတိရှိနေဖို့အတွက်ပဲဖြစ်တယ်ဒေါသတွေဖြစ်နေဖို့အတွက်မဟုတ်ဘူးမမေ့နဲ့ဆိုတာထပ်မခံရဖို့အတွက်ပဲဖြစ်တယ်ထပ်ပြန်နှံဖို့မဟုတ်ဘူးမမေ့နဲ့ဆိုတာမကောင်းတဲ့တတိမကောင်းတဲ့အမှတ်ရနေမှုတွေဖြစ်နေတယ်ဆိုရင်လေကိုမိဖို့ကိုယ်တိုင်ထင်ပြီးစာထဲ့နေသူဖြစ်ပြီးတော့ကိုအပူတွေလောင်ကျွမ်းခံနေရသူဖြစ်နေလိမ့်မယ်ဒါကြောင့်အားလုံးဘဝရဲ့ဒဏ်ရာများမှကင်းဝေးနိုင်ကြပါစေကောင်းတဲ့တတိတရားများအမြဲထားရှိနိုင်ကြပြီးတော့ဘဝတည်ခဲ့ရတဲ့သူတွေအဖြစ်မှလွတ်မြောက်နိုင်ကြပါစေ